ရေးပြပခါတွေကြားထဲမှာသူမပိုင်မပြည့်စုံတယ်လို့ဖြစ်သွားနိုင်တဲ့အထိလွှမ်းမိုးမှုကြီးမားတဲ့အင်အားကြီးနိုင်ငံတစ်ခုရဲ့သမ္မတစီးပွားရေးလောကကိုလှုပ်ခတ်စေခဲ့ပြီးနောက်ဆုံးမှာတော့ကမ္ဘာနိုင်ငံရေးကိုပြောင်းလဲသွားစေခဲ့တဲ့သူတစ်ယောက်အနိုင်ရှုံးတဲ့ဝေဖန်မှုတွေကြားရဲကပဲသူ့ရဲ့နာမည်ကိုသမိုင်းစာမျက်နှာတွေထဲမှာချန်ထားနိုင်ခဲ့တဲ့အထိစူးစမ်းလာနိုင်ခဲ့တဲ့လူတစ်ယောက်အကြောင်းကိုတင်ဆက်ပေးကြပါရစေဗျ။အဲ့ဒီလူကတော့ဒေါ်နယ်ထရန့်ပါပဲ။ထရန့်ကို1946ခုနှစ်ဇွန်လ14ရက်နေ့ဖြစ်တဲ့နယူးယောက်စီးတီးမှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ဖခင်ဖရက်ထရန့်ကနယူးယောက်မှာအောင်မြင်နေတဲ့အိမ်ချမ်းမြေကျိုးဆောင်စီးပွားရေးသမားတစ်ယောက်လည်းဖြစ်တယ်ဗျ။ထရန့်ဟာငယ်စဉ်ကလေးကတက်ကြွပြီးတွက်လက်တဲ့ကလေးတစ်ယောက်ဖြစ်ခဲ့တယ်လို့တခါတလေမှာတော့စီကန်းတွေကိုလေးစားစရာမလိုဘူးလို့ထင်ပြီးဘယ်ရာကိုမှဂရုမစိုက်ပဲလှုပ်ချင်တာလှုပ်တတ်တဲ့ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဆိုလည်းမမှားပါဘူး။အဲ့ဒီလိုပြုမှုတွေကြောင့်သူ့ရဲ့မိဘတွေကထရန့်73နှစ်အရွယ်မှာပဲနယူးယောက်မြို့ရဲ့ Military Academy ဆိုတဲ့စစ်တပ်ပုံစံစီကန်းတင်းကျပ်တဲ့သင်တန်းကျောင်းတစ်ခုကိုပို့ခဲ့ကြပါတယ်။အဲ့ဒီကျောင်းမှာတော့ထရန့်ဟာစီကန်းပိုင်းတွေကိုတင်ယူခဲ့အောင်သာမကပဲခေါင်းဆောင်မှုနဲ့စီးရောက်နိုင်စွမ်းတွေကိုလည်းတပြေးပြေးနဲ့လေ့လာတင်ယူခဲ့ပါတယ်။အဲ့ဒီအတွေ့အကြုံတွေကပဲနောက်ပိုင်းသူ့ဘဝကိုပြောင်းလဲပေးမဲ့ပထမဆုံးအရေးကြီးတဲ့အချိုးကွေးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေတပြေးပြေးကျော်လွန်လာခဲ့ပြီးတက္ကသိုလ်သို့ရောက်ရှိလာတဲ့အခါမှာတော့ထရန့်ဟာWater School မှာစီးပွားရေးဘာသာရပ်ကိုသင်ကြားခဲ့ပြီး1968ခုနှစ်မှာပဲဘွဲ့ရရှိခဲ့ပါတယ်။ဘွဲ့ရရှိခဲ့ပြီးနောက်မှာတော့သူဟာဖခင်ရဲ့အိမ်ချမ်းမြေလုပ်ငန်းတွေကိုဝင်ရောက်ခဲ့ပြီးလုပ်ငန်းတွေ့ကြုံတွေကိုဖြည်းဖြည်းနဲ့လေ့လာခဲ့ရင်နှစ်အနည်းငယ်ကြာလာတဲ့အခါမှာတော့သူ့နာမည်ဟာစီးပွားရေးလောကထဲမှာဖြည်းဖြည်းနဲ့လူသိများလာခဲ့တယ်ဗျ။ယခုလိုအောင်မြင်လာတာနဲ့များထရန့်ဟာမိန်းမလည်းရှုပ်တယ်လို့ရာဇဝတ်မှုတွေပါကျူးလွန်ခဲ့တဲ့သူတူလည်းဖြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့2004ခုနှစ်မှာတော့ထရန့်ရဲ့ဘဝမှာနောက်ထပ်အရေးကြီးတဲ့အချိုးအကွေ့တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ reality TV show တစ်ခုမှာ Trump ပြောခဲ့တဲ့ You are fired ဆိုတဲ့စကားတစ်ခုကကမ္ဘာတစ်ဝန်းလုံးကလူတွေရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပြီး Trump ကမ္ဘာကျော် celebrity businessman တူပါဖြစ်လာခဲ့ပါတယ်။အဲ့ဒီလိုလူသိများလာခဲ့ပြီးနောက်ပိုင်း2015ခုနှစ်မှာတော့ကမ္ဘာကိုအံ့အားသင့်စေတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။အဲ့ဒါကတော့အင်အားကြီးဆုံးယာဒူးတွေကတစ်ခုဖြစ်တဲ့ American သမ္မတနေရာအတွက်ရွေးကောက်ပွဲဝင်မယ်လို့ကြေညာလိုက်တာပါပဲ။ဒါပေမဲ့အဲ့ဒီအချိန်မှာလူအများစုကထရန့်ဒီလိုယာဒူးမျိုးကိုအနိုင်မရနိုင်ဘူးလို့အားလုံးကယူဆခဲ့ကြပါတယ်။အားလုံးကမဖြစ်နိုင်ဘူးလို့ထင်ထားခဲ့တဲ့အရာတစ်ခုကိုထရန့်အံ့အားသင့်သွားအောင်လုပ်ပြနိုင်ခဲ့တယ်ဗျ။2016ခုနှစ်မှာကျင်းပတဲ့ United States ရဲ့ရွေးကောက်ပွဲမှာ Hillary Clinton ကိုအနိုင်ရပြီးထရန့်ဟာအမေရိကန်နိုင်ငံရဲ့45ကြိမ်မြောက်သမ္မတဖြစ်လာခဲ့ပါတယ်။ I humbly and gratefully accept your nomination for the presidency of the United States. ထရန့်သမ္မတဖြစ်လာခဲ့တဲ့အချိန်မှာတော့ကမ္ဘာစီးပွားရေးနိုင်ငံရေးနဲ့နိုင်ငံတကာဆက်ဆံရေးတွေမှာကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်လာခဲ့ပြီးသူ့ရဲ့မူဝါဒတွေကြောင့်ကမ္ဘာတစ်ဝန်းမှာသူ့ကိုထောက်ခံသူတွေရှိခဲ့တယ်လို့ဝေဖန်သူတွေလည်းများပြားလာခဲ့တယ်ဗျ။ဒါကြောင့်လည်းသူ့ကိုမလိုတဲ့လူတချို့ကလုံခြံတပ်ဖြတ်ခဲ့တဲ့အဆင့်တီတောင်ဖြစ်လာခဲ့ပါတယ်။ထရန့်ဟာအမေရိကန်နိုင်ငံရေးသမိုင်းထဲမှာအငင်းပွားမှုအများဆုံးခေါင်းဆောင်တွေကတယောက်ဖြစ်လေမကြာခဏပြောခံခဲ့ရတယ်ဗျ။အခုချိန်မှာတော့ထရန့်ဟာအမေရိကန်နိုင်ငံရဲ့48ကြိမ်မြောက်သမ္မတဖြစ်ဒုတိယအကြိမ်တာဝန်ထမ်းဆောင်နေခဲ့ပြီးလက်ရှိနိုင်ငံရေးတင်းမာမှုတွေကြားထဲမှာလည်းထရန့်တယောက်ဘလို့ကင်တွယ်သွားအောင်လဲဆိုတာစိတ်ဝင်စားဖွယ်ဆက်လက်စောင့်ကြည့်နေရအောင်မှာပဲဖြစ်တယ်ဗျ။ငယ်စဉ်ကချစ်ကန်ကန်ခတ်ဆိုးဆိုးကောင်လေးတယောက်ကကမ္ဘာအင်အားကြီးဆုံးနိုင်ငံရဲ့သမ္မတအဖြစ်ရရှိအောင်စ조사ခဲ့တဲ့ထရန့်ကိုအတူယူပြီးတခါတလေမှာမင်းရဲ့အိမ်မက်တွေတကယ်ဖြစ်လာဖို့ဘသူတဦးတယောက်မှထောက်ခံပေးနေဖို့မလိုပဲမင်းကိုယ်တိုင်ဖြစ်ရမယ်လို့ယုံကြည်နေဖို့ပဲလိုအပ်ပါတယ်